EP5 ရဲ့စာမှာတော့ Rain ဟာသူ့ခန်းထဲကိုဝင်အိတ်နေတာကြောင့်ချီတော့ဖျားเจ้าဆောင်တွေကိုဝင်ပြီးအိတ်လိုက်ပါတယ်။အဲ့ခင်မှာတော့ Rain ဟာကိုပုတ်မသွားအောင်ဘယ်လိုလုပ်အောင်မလဲဆိုပြီးတော့စဉ်းစားနေနေအိတ်ပြောက်သွားပါတယ်။ဒီလိုနဲ့မနေ့ရောက်တဲ့ခါမှာတော့ချီကမျိုးစီကိုသွားပြီးတော့အလောင်းကောင်တွေကိုမပုတ်အောင်ထားတဲ့နီတန်းစာကိုငှားနေပါတယ်။ကိုတနေ့ကပဲညီမရဲ့တငယ်ချင်းတယောက်ကိုငှားလိုက်ပြီးကိုကဘာလို့မလုပ်လဲဆိုပြီးတော့မီယူကမေးလိုက်ပါတယ်။အာရဘာမှမဟုတ်ပါဘူးကွာဒီတိုင်းမှာပဲစိတ်ထမထားပါနဲ့ဆိုပြီးတော့ညီမပြစ်တွေကိုဝေးလက်ကြောင်းနဲ့ပြောပြီးတော့ချီတော့ထွက်သွားပါတယ်။ဒီလိုနဲ့ချီတော့တကားပေါက်မှာတတိပေးစာတွေကတ်လိုက်ပါတယ်။ရဲဟောက်လည်းကြည့်နေပြီးတော့သူမရုပ်တက်ကြည့်လိုက်အိပ်ပျော်နေတဲ့လူလိုပဲထိမ့်မိပါပဲဆိုပြီးတော့ချီတော့တွေးနေတော့မှချီတို့ဖေချီတို့နဲ့မီကိုထမင်းစားဖို့လှမ်းခေါ်လိုက်ပါတယ်။ချီတော့ရဲဟောက်ဒီတိုင်းထားခဲ့လိုက်ရင်တယောက်ယောက်တွေ့သွားနိုင်တယ်ဆိုပြီးတော့ဗီဒီယိုတွေကိုပြောင်းပြီးတော့ရွှေ့ထားလိုက်ပါတယ်။ဒီလိုနဲ့မိသားစုလေးယောက်ထမင်းစားနေအောင်ပြထားပြီးတော့ရဲရပြောတဲ့တာမန်မင်းကလေးဆိုတာကိုချီတော့စဉ်းစားလိုက်မိပြီးတော့ညီမဖြစ်သူတာမန်ဆိုတာဘာလို့ဆိုလိုတာလဲဆိုပြီးတော့မေးလိုက်ပါတယ်။မီကလည်းအဲ့မိကွန်းကဘာလို့မေးရလဲဆိုပြီးတော့ပြန်မေးလိုက်တဲ့ခါမှာတော့ဘာမှမဟုတ်တော့ပါဘူးဆိုပြီးတော့ချီရောကပြန်ပြောလိုက်ပါတယ်။ရန်ကုန်ကတော့စံခါအိမ်တော်ကြီးစီကိုလောက်ကိစ္စနဲ့ရောက်လာပြီးတော့ရဲဟောက်လည်းမတွေ့ပါလားဆိုပြီးတော့ပြောနေချိန်မှာဘေးနားထုံနေရနေရန်ကုန်တငယ်ချင်းကထွက်လာပါတယ်။တကယ်ပါပဲနင်လာပြန်ပြီလားဆိုပြီးတော့ရန်ကုန်ကမေးလိုက်ပါတယ်။နင်ကဒီကိုဘာသာလောက်တာလဲဆိုပြီးတော့ရန်ကုန်တငယ်ချင်းဖြစ်သူကမေးလိုက်ပါတယ်။ငါကလောက်ကိစ္စနဲ့ပါ။နင်ရောဘာလုပ်လာလဲဆိုပြီးတော့ရန်ကုန်ကမေးလိုက်ပါတယ်။နင်သိရတဲ့အတိုင်းပဲဒီရဲကအကြောင်းမလာတော့တော်ကြပြီသူ့ကိုစိတ်ဘူးလို့လာတွေ့ရပါဆိုပြီးတော့စော်လေးကပြောလိုက်ပါတယ်။ဟမ်တကယ်ပါပဲဒါဆိုနင်ဒီရှိတကားကဘာလို့မဝင်လာလဲမြင်မှာချိန်နေတော့အားနေရပဲဆိုပြီးတော့ရန်ကိုကစော်လေးကိုပြောပြီးတော့ထွက်သွားပါတယ်စော်လေးကတော့ဒါမဲ့ရဲဟာဆန်မှာငါရဲ့ idol လေးဟောဟုတ်တာပဲနေရာလဲငါတို့တန်းရဲ့ idol တယောက်ပဲလေးဆိုပြီးတော့စော်လေးကရန်ကိုကိုပြောလိုက်ပါတယ်အဲ့လိုကြီးလည်းမဟုတ်ပါဘူးဟာဆိုပြီးတော့ရန်ကိုကပြောလိုက်ပါတယ်စော်လေးကတော့ရဲဟာဆန်မှာကိုကြည့်ရတခုထူးခြားနေလို့ပဲပြီးတော့သူခုရုတ်တရက်အကြောင်းတွေပြနေငါစိတ်ဘူးလို့တေတော့မယ်သူကနင်းအောက်တန်းဆိုတော့နင်းကသူ့ကိုတိတ်ပြီးချုံဝင်သွားပေါ့သူမမသိရပထမနှစ်ကျောင်းသူဆိုတာမရှိဘူးဆိုပြီးတော့စော်လေးကရန်ကိုနောက်ကနေတကောက်ကောက်လိုက်ပြီးတော့ပေါက်ပေါက်လိုက်ဖောက်နေပါရဲ့ဒီပုံကြည့်ပါအောင်မှန်တမ်းပြောရရင်ငါမှမတူညီတဲ့ပုံတွေအများကြီးရှိရနင်းကငါကြိုက်ဆုံးပုံတစ်ပုံပြမယ်နင်ကြည့်လိုက်ဘလို့ထင်လဲသူကယူသားပြီးတော့ပြည့်ခင်းစင်တော်ပုံပေါက်တယ်မလားဒီပုံကတော့၃ယောက်ပဲပုံစံလေးနောက်ဆုံးပုံကတော့ငါ့ရဲ့တန်ဖိုးထားတယ်မြောက်တွဲပုံလေးပေါ့ဆိုပြီးတော့စော်လေးကရန်ကိုတင်းနေလိုက်ပြနေကြတယ်နောက်ပြီးတော့ရဲမဆန်မအိမ်ကအိမ်ပေါ်တွေကပြရခတ်နေတယ်လို့ပဲသူတို့ကိုကြည့်ရတာဘာဖြစ်နေရလို့နင်းထင်လဲသူတို့တခုခုလန့်နေတယ်လို့ပဲဟုတ်တယ်မလားဒီကိုဘာဖြစ်နေလဲဆိုတာကိုငါသိကြလိုက်တာရဲဆန်မတခုဖြစ်နေတာမလားဆိုပြီးတော့စော်လေးကရန်ကိုပြောနေပါရဲ့ရန်ကိုကတော့နားကြီးလုံးလုံးလို့ထွက်သွားပါပြီဒီလိုနဲ့ကျောင်းမရက်လေးကိုပြထားပြီးတော့ချီတို့သမီးသားတွေလုံးဖះเจ้าကိုတန်ရှင်းလုပ်နေအောင်ပြထားပါချီတော့ပြဿနာပဲအခုကဒါငါဒါလုပ်ဖို့အချိန်မဟုတ်ဘူးလေအဲ့အောင်ချီတို့မင်းကြောင်တကောင်ခေါ်လာရလို့ဘာပုံသိပြီးရတော့မှမင်းကဒီလိုလုံးနိုင်သေးရလားဆိုပြီးတော့ချီတို့ဖေကမေးလိုက်ပါရဲ့အဖေအမှန်ဒီလိုမဟုတ်ပါဘူးဗျာဘာပုံကတရားနေပြန်ရှင်းလာတာပါဆိုပြီးတော့ချီတို့ကပြောလိုက်ပါဒီကောင်ပေါက်ကြရတယ်ကွာကြီးလည်းထားအောင်မြင်တယ်မလားအေးမြင်တော့ဗောမြည်လေးရဒါဘာပုံပဲလေတွေ့လာဖေဖိုးတောင်သိရလေဗျာဟုတ်တယ်ကွာဆက်ရောဘာပုံကပြန်ရှင်းလာတာလေဟုတ်တယ်ကြီးဆက်ရောဘာပုံကပြန်ရှင်းလာတာလေဘာဆက်ရပါလေကြီးကျွန်တော်ဘာပုံအကြောင်းပဲပြောနေတာလေကြီးရဲ့မိကတော့နှစ်ယောက်လုံးယူသွားကြပြီဆိုပြီးတော့သူမအဖေဖြစ်တယ်ကိုပြောနေပါတယ်ဘာကြီးကငါဖန်တီးခဲ့တဲ့အသက်ရှင်စေးကိုကျေးဇူးတင်ရမယ်ကွာတော့ကြီးရဲ့ဟမ်ဖို့ခုနကဘာပြောလိုက်တာလဲတဲ့ကြောင်းလေးကွာအမတန်ငယ်ကြီးဘာပြောလိုက်တာလဲကျွန်တော်သုံးခဲ့တဲ့ရှင်တန်ကြီးစေးရကြီးထားလားဗျဟောကြီးဖန်တီးခဲ့ရလားဆိုပြီးတော့ချီတော့အဖိုးဖြစ်တယ်ကိုမေးလိုက်ပါတယ်ဖိုးပြသူကတော့ချီချိုးနှာခေါင်းရက်လိုက်ရောဘာငါပြောခဲ့ရလားကွာငါမှမိတော့ကွာငါရေသွန်းချိုးလာအောင်မယ်ဆိုပြီးတော့ထွက်သွားပါတယ်အေးအောင်ချီချိုးမင်းတန်ရှင်းလောက်တော့မပြီးသေးဘူးလေမင်းအမြဲတမ်းအချောင်းကိုပူပဲစဉ်းစားနေရဆိုပြီးတော့ချီချိုးဖေကပြောလိုက်ပါတယ်ဒီစီကိုဖိုးဖန်လေးရလားဟာဒီလိုလုံးနိုင်တာလဲကြီးပဲဖြစ်မှာပါဒါဆိုပုံမှန်တော့နီးတဲ့ကလည်းကြီးပဲသိခဲ့မယ်ဆိုပြီးတော့ချီတော့ပြောနေပါရဲ့ဒီချိန်မှာပဲမေယိုရောက်လာပြီးတော့အကုတ်ခံအမြဲတမ်းညစ်ပတ်နေအောင်မလို့တန်ရှင်းလုပ်ပေးမယ်ဆိုပြီးတော့ပြောလိုက်ပါရဲ့ချီတော့ခန်းထဲမှာရဲရရှိနေတာကြောင့်ရပါတယ်မလုပ်ပါနဲ့ကို့ဘာသာကိုပဲလုပ်လိုက်ပါမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဒီချိန်မှာပဲရန်ကိုကဖះเจ้าကိုရောက်လာပါတယ်ခိစ္စလေးတစ်ခုရှိရတယ်လမ်းကြုံလို့ဝင်လာပါဆိုပြီးတော့ရန်ကိုကချီတို့ဖေကိုပြောလိုက်ပါတယ်မေယိုကိုလည်းရောက်ညီမလေးအတွက်နေလဲဆောင်ဆိုပြီးတော့ပေးလိုက်ပါတယ်မင်းကအမြဲတမ်းကူညီနေရပဲဒါငါ့ကိုကိစ္စတစ်ခုစဉ်းစားမိသေးတယ်တင်းကဘာမှအသုံးချရကောင်မင်းတို့ကောင်မလေးညုံနဲ့လက်ထပ်ပေးစေချင်တယ်ဆိုပြီးတော့ချီတို့ဖေကပြောလိုက်ပါတယ်ရှင်းဦးလေးသူနဲ့လက်ထပ်ဖို့လားဦးလေးကရန်နောက်တက်တာပဲဆိုပြီးတော့ရန်ကိုကပြောလိုက်ပါတယ်ချီတို့နဲ့သတင်းကြားပြီလားစံကမသားသူရဲ့သမီးကမနေ့ကအင်းကနေထွက်ပြေးသွားတယ်ဆိုပြီးတော့ရန်ကိုကပြောလိုက်ပါတယ်သူကရန်နာတွေလောက်သွားတယ်လို့ငါထင်တယ်သူချစ်တဲ့သူနဲ့သူပေါင်းဖို့ရိုမန်တစ်ဆန်ထွက်ပြေးသွားတယ်သူနှစ်ယောက်ကမြေပေးတာတဲလေးထဲမှာတညတော့တူကုံဆုံးကြပြီးတော့ဒုက္ခရောက်မယ်ဆိုတာသိပေမဲ့လည်းကံကြမ္မာကိုညင်းပယ်ပြီးတော့သူတို့ရဲ့နှလုံးသားတွေကိုပေါင်းစည်းလိုက်ကြရဆိုပြီးတော့ရန်ကိုကရိုမန်တစ်ဆန်တွေပြောနေပါတယ်နောက်ပြီးတော့နင်ရဲရလို့ခေါ်တဲ့ကောင်မလေးနဲ့ရန်နီးစပ်နေရဆိုဟုတ်လားဆိုပြီးတော့ရန်ကိုကချီတို့မေးလိုက်ပါတယ်အဲ့လိုလည်းမဟုတ်ပါဘူးဗျာသူမတခါအိမ်ပြန်ထွက်လာတွေ့လို့ငါသူမစီသွားပြီးတော့စကားနည်းနည်းပါပါပြောရုံပါပဲဆိုပြီးတော့ချီတို့ကပြောလိုက်ပါတယ်ဟောကောင်းပြီလေငါလည်းအိမ်မှာလုပ်စရာလေးရှိသေးလို့ငါအိမ်ပြန်ပြီဆိုပြီးတော့ရန်ကိုကချီတို့နှုတ်ဆက်လိုက်ပါတယ်ဟောဒါနဲ့မိတော့လို့ငါဒီရောက်တော့ဇုံမီကတကားတော့ငှားဆောင်မယ်ဆိုပြီးတော့ရန်ကိုကပြောလိုက်ပါတယ်ဒီလိုနဲ့ရန်ကိုကချီတို့ခန်းထဲကိုဝင်လာပါတယ်ဒီချိန်အဲကွန်းတွေဖွင့်လာလားဆိုပြီးတော့ရန်ကိုကပြောလိုက်ပြီးတော့အဲကွန်းကိုပိတ်လိုက်ပါတယ်
ငါမကြည့်ရသေးရောဘဲကားလေးဟာဇမီကားတွေအကုန်တူတူကြည့်ပဲပြဿနာပါပဲဆိုပြီးတော့ run ကိုကဇမီကားတွေကိုရွေးနေပါတယ်ဒီချိန်မှာပဲဇဝင်မွေးရှည်ကြီးကိုတွေးလိုက်ပြီးတော့ဒါချီကျူးဟာတော့မဖြစ်နိုင်တော့ပါဘူးဆိုပြီးတော့နောက်ကဗီကိုပွင့်နေလို့ကြည့်လိုက်ပြင်မဲ့ဘဲဟာကိုမတွေ့တော့ပါဘူးဒီချိန်မှာပဲဘဲဟာအပေါ်ကနေခုံအုပ်လိုက်ပါတယ်ဘဲဟာမျိုးလုံးတွေကဘာပုံလိုဖြစ်နေပြီးတော့ run ကိုအကြောင်းအရာတွေကိုဆက်ဆက်ကြည့်လိုက်တဲ့ချိန်မှာဘဲဟာဇမီဖြစ်နေမှသိလိုက်ရပါတယ်ဒါပေမဲ့လည်းဘဲဟာ run ကိုရဲ့အိမ်ကိုဆွဲပြစ်လိုက်ပါတယ်ရန်ကိုကအော်လိုက်ပြီးတော့ရန်ကိုအော်တန်ကြားရဲ့ချီကျော်လည်းခန်းထဲကိုပြေးဝင်သွားတဲ့အချိန်မှာပဲရန်ဟာရန်ကိုရဲ့ပေါက်ဖီတွေကိုရှာနေရက်နေပါတယ်ချီတို့ဝင်ဆွဲလိုက်တဲ့ချိန်မှာပဲရန်ဟာချီရုပ်စီပြေးလာပြီးတော့နမ်းလိုက်ပါတယ်ဒီပီဆိုဒ်ဖိုင်လေးကတော့ဒီနေရာမှာတင်ပြီးဆုံးသွားပါတယ်